ပွင့်ရင်လားသိချင်ဘာဖြစ်အောင်လုပ်သောတာပန်ဖြစ်အောင်လုပ်မယ်ဘာဖြစ်အောင်လုပ်မလဲတကယ်သောဝါသူသင်္ကန်းကိုလူတန်းတို့ရှင်ဘာနဲ့တူလဲသောတာပန်နဲ့တူတယ်တဲ့ဓမ္မပေါင်းသူတော်ကောင်းတွေသောတာပန်ဆိုတာဓမ္မပေါင်းသူတော်ကောင်းတွေအပေတကားပြိပြီးမဲ့လောဘဒေါသမောဟဖေနိုင်ရဲ့လားမပေနိုင်ဘူးဒါဆိုကောင်းပြီဓမ္မပေါင်းသူတော်ကောင်းတွေချဲမထိုးဘူးလားထိုးတယ်တခါထိုးရင်ရှုံးရင်ထထိုးလားရထားလားဆက်ထိုးတယ်ဒါပေမဲ့သောတာပန်ဆိုတာမကောင်းမှန်းတော့သိတယ်တခါတော့လုပ်ပြီဘယ်နှခါလုပ်ပြီတခါလုပ်ပြီးနောက်လုံးဝမလုပ်တော့ဘူးလေဘုန်းကြီးဓမ္မပေါင်းသူတော်ကတခါထိုးလိုက်ထထိုးလိုက်ထထိုးတဲ့အပင်နဲ့အချိန်တည်းကြလို့ရှိရင်ဟိုထမင်းဒီပေါင်းပစိုးဒီပေါင်းရွှေဒီပေါင်းလက်ကောက်ဒီပေါင်းအိမ်ဒီပေါင်းအပိဘုန်းကြီးတို့နေပါဆိုမိမတော်ပေါင်းနေတယ်ဗျာနေပါဘာပေါင်းထိုးတယ်မိမတော်ပေါင်းထိုးတယ်တဲ့အဲ့ဒါပါလေချဲလို့နှလုံးရှိလားမရှိဘူးလားအေးသောတာပန်ဆိုတာချဲသူရင်တခါတော့ထိုးတယ်မပေါက်ရင်ဘာဖြစ်လဲမထိုးတော့ထိုးရလားမထိုးဘူးတဲ့အဲ့ဒါသောတာပန်ဖြစ်ရင်အဲ့လိုလုံးပြသောတာပန်ကလောဘဒေါသမောဟတွေပင်နိုင်တာမပင်နိုင်ဘူးသူ့မှာရှိရဒါပေမဲ့မကောင်းတာကိုတခါတည်းလုပ်တယ်မကောင်းမှန်းသိမှဖြစ်တယ်ပယ်တယ်အဲ့ဒါသောတာပန်တဲ့အဲ့ဒါမှအပေတကားပိတ်မှနော်မကောင်းမှန်းသိလို့မပေါဘူးဆက်တိုးနေသောတာပန်ဖြစ်နိုင်မှမလားအေးအဲ့ဒါကြောင့်လိုက်ဆိုလိုက်ပါဝါတော်တင်ငယ်လူတဲ့လူမှာသောတာပန်လားမချသူသွားအပေပြေကကင်းဝင်းလို့သာကောင်းပြီစွာဒါနအချိုးမှာအေးသောတာပန်ဖြစ်ရင်ဝါတော်တင်ငယ်လူခုဝါတော်တင်ငယ်ဘယ်နှစုံလဲတစ်စုံနဲ့တရားနာတဲ့ပုဂ္ဂိုလ်တွေကဘယ်နှစ်ယောက်1 2 3 4 5 6 7 8ထားအောင်ထည့်ပြီးတယ်8 man ပြီးတော့9ဒါလေးပါထည့်ပြီးဘယ်နှစ်ယောက်လဲ9ယောက်ကက်တာတစ်စုံချင်းအေးအဲ့ဒါကြောင့်ဓမ္မပေါင်းသူတော်ကောင်းတွေအပယ်မချဘူးသောတာပန်ဖြစ်ချင်ဘာလုပ်မလဲဝါဆိုတင်ငယ်ကမေးတဲ့အခုမှဝါဆိုလေးစဆုံလုံးကြီးတွေဗန္ဒလကြံလေးလေ3လခွဲမကြံဘူးလားအေးကြံလေးတယ်တစ်နေ့200စုပ်ဘူးတဲ့ထည့်မယ်ဆိုရင်သင်္ကန်းတစ်စုံမရဘူးလားမလူချင်ဘူးလားတွေ့မယ်အမျက်နှာကြီးတွေမှတ်ထားမယ်နောက်မလူဘုံနဲ့တွေ့သူကလည်းပြမှာမဖြစ်ဘူးတဲ့အဲ့ဒါလည်းအပြီးရောနော်ဟေးလုံးမဲ့တော့ဘုန်းကြီးနဲ့ဒီမျက်နှာကြီးတွေ့နေရမှာလေသူကလည်းကြိုပိတ်ထားတယ်ဗျဘုန်းဘုန်းကြီးနဲ့ဒီနေ့တော့မဖြစ်တော့ဘူးဗျဝိုင်းလုံးမဲ့လို့မရှိတော့စားမဲ့လူပဲရှိတယ်ဗျာဩမလုပ်တော့တဲ့မိုင်ဝမ်းသာပါလေဘုန်းကြီးရင်ထဲကပလန်ကိုလက်ညာပဲဒီမှာတရားဟောဟောဖြစ်တရားဟောအဲ့မှာနှိမ့်ဆုံးညာတော့ဝင်လာရင်ပြေရောဘုန်းကြီးဆုံးမဖုံးနိုင်တော့အေးဒီမိုင်မပြေတာဘုန်းကြီးကျေးဇူးတင်ပါတယ်လို့မပြောလိုက်ဘူးလားအေးအဲ့ကြောင့်သူကလည်းဖိတ်ထားတယ်ကိုကလည်းထပ်ဖိတ်လိုက်တယ်မကောင်းဘူးလားကောင်းနေတဲ့နော်အေးအဲ့ကြောင့်လုံရင်လည်းမကောင်းဘူးလားကောင်းနေမလုံတော့လည်းမကောင်းဘူးလားကောင်းနေတဲ့နော်ဟုတ်တယ်စားမဲ့လူတော့ရှိရလုံမဲ့လူရှိရလားအေးအဲ့မကိုဘကအစင်မပြေအပြည့်ပြောမဲ့လူကချောင်းနေသေးတယ်ဟုတ်လားမဟုတ်ဘူးလားမှန်တာတော့ဒီဘုန်းကြီးချမ်းသာပါသေးရဲ့ကျောင်းကြီးလာလူကပါသေးရဲ့မှန်တာပြောတာမဟုတ်ဘူးလားအေးစုံမနဲ့ပေါင်းလို့ထိုင်းကိုညာနေလို့နော်အဲ့ထိုင်းကဟိုလူသူမှလည်းရှိတယ်ဒီလူသူမှလည်းရှိတယ်ရှိလားမရှိဘူးလားအေးရှိတယ်အဲ့တော့ပညာရှိသတိခင်းရတယ်ဗျအဲ့တော့ဒါလေးနဲ့မလို့ပြောတာမကြီးနဲ့တော့မပြောရဲဘူးရဲ့နော်အဲ့ထိုင်းတော့မှဆိုလို့ဟောလားမဟုတ်လားတခါကြီးဟိုတနေ့ဘဘိုးဆရာတို့မထိုင်းသွားဘူးလားအေးဒါပေမဲ့ပညာရှိသတိခင်းရတယ်ဗျပညာရှိပါလေအဲ့တော့ဟိုရက်ကဘုန်းကြီးတို့ဟိုဒီလိုလေပြောမယ်ပန်းဆိုတဲ့ဘက်ကိုကြွားတဲ့ခါမှာည7နာရီကျော်သွားပြီဟိုဟာလေးတွေ့တဲ့ခါမှာကျောင်းသားပညာရှိတတိခင်းရမယ်ကားမှန်ချမိတွေပြဲတဲ့ဖွင့်တာဘုန်းကြီးတို့ဒါလာမလားအေးမလားဒါပေမဲ့အဲ့လိုလုပ်နေတဲ့ပုဂ္ဂိုလ်တွေမူးနေတယ်ဗျာဟုတ်လားမဟုတ်ဘူးလားအေးအဲ့ကြောင့်ဘုန်းကြီးကဘုန်းကြီးဖြစ်သွားတော့ကိုကတတိထားပြီလေအဲ့ကြောင့်ဘုန်းကားမှန်ချမိဖွင့်စော့မောင်းအဲ့ဒါအမြင်မကင်းဘူးလားအေးအဲ့လိုသွားတယ်ဘုန်းကြီးတို့နဲ့ည7နာရီကဗျာအဲ့ဒါလေးတွေ့တယ်ဗျာဒါကြီးသူကြည့်ရတော့ဖြစ်ကြည့်တော့ကြည့်တယ်ဗျဘာတွေလဲဘုန်းကြီးတွေတော့ဗာပြည့်တယ်ကိုပဲဟုတ်လားမဟုတ်ဘူးလားအေးအဲ့ဒါပဲအေးအဲ့ကြောင့်မို့သောတာပန်ဖြစ်ရင်အပေတကားဖြစ်ရင်ဘာလုပ်မလဲဝါတော်သင်္ကန်းလူတဲ့ကံမှာမကောင်းတာသိရင်တစ်ခါတော့နောက်ပယ်လိုက်အဲ့ဆိုရင်အပေတကားပြိမယ်ဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်အဲ့ကြောင့်မြတ်စွာဘုရားရှင်ကမထင်ရှားတဲ့လက်သားတစ်လျှောက်ကဖရာကိုဆောက်ဘလို့ဆောက်လဲဆိုတော့ဝေဒတော်ဒီဝေဒတော်ဗန္ဒီဘုံတော်ကြီးမြတ်လာတော်မြတ်စွာဘုရားဝိဒတော်ဗဒတော်ဒီဘလို့အရာသူ့တိုင်းရာခြင်းသည်ဝေဒတော်ပြည့်ရဘဝမှာအစင်းကိုပေးတွေ့ရခြင်းမိပါတယ်လေမြတ်စွာဘုရားအောင်မဲ့ပြနက်ကလည်းလှကျင်တာပဲဟုတ်လားမဟုတ်ဘူးလားဟုတ်တယ်အာရှမြတ်စွာဘုရားရှင်ကဝေဒတော်ဒီဝေဒတော်ဒေဝီတွေတိလူရင်းနဲ့မေးလျှောက်လာတဲ့အိုတကားတော်အမောင်တတဝိဒတော်ဒီနဲ့ဖြစ်လျက်ဘဝတို့မှာအစင်းကိုပေးလူကြီးမြည်ဒီမှာ
ဖြစ်လျံဘဝဘဝတို့မှာတဲ့